ထိုင်းပြည်မှာကလေးကိုအမှပို့ပေါ့နော်နေ့ဆိုတော့ကျွန်တော်နေ့ဖမ်းလိုက်တယ်နေ့ကပို့တေချာတော့ပြီပေါ့နော်အလုံးပဲမင်္ဂလာပါမနေ့ကတင်ပေးတာတွေ့ရဖို့ဆိုတဲ့လူတွေတွေ့ပေါ့နော်ဒီကလာပြီးတော့အတိတ်တစ်ခါပြန်လုပ်ပေးတာပါကျွန်တော်တို့လည်းတွေ့ပေးတဲ့လူကပြောခံရပါပဲပေါ့နော်ခုမှဖုတ်ပဲကျွန်တော်အရင်ပေါင်းလိုက်မယ်ပေါ့နော်ကြည့်ပေးတဲ့လူတော့ကြော်သွားလို့ရတယ်ပေါ့နော်ဒီ6နဲ့9နဲ့ပေါင်းလိုက်တော့9ပေါ့နော်9ကိုတော့ဖွင့်တော့တော့9 6ပေါ့နော်9ကိုဖွင့် shot 4 9 4 9 6နဲ့9 4ရဲ့တွဲရထားတယ်ပေါ့နော်ပြီးတော့ဒီ3လုံးဆက်ပေါင်းမယ်ပေါ့နော်9ခွန်း8ဆိုတော့4ဒါနဲ့4ဒီ3လုံးပေါင်းမယ်ပေါ့နော်ဒီ3လုံးပေါင်းပြီးတော့ဒီတစ်လုံးနဲ့ထပ်ပေါင်းတယ်ဆိုရင်တော့ဒါက3ပေါ့နော်3ရဲ့တစ်ခါဒီ9 3 5ပေါ့နော်ဒီမှာ9ကြီးထိတော့ပြီပေါ့နော်ဒီမှာ9ကြီးထိတော့ပါပြီဆိုတော့ဒါဆက်ပေါင်းမယ်ပေါ့နော်ပြီးတော့ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ပေါင်းကြည့်လိုက်မယ်တော့6နဲ့8နဲ့ပေါင်းလိုက်တော့4ပေါ့နော်4ရဲ့တစ်ခါဒီနဲ့ဖြစ်တယ်ဒီ9နဲ့ကြီးထိတော့ပြီနော်ကြီးထိတော့ပြီဖြစ်တဲ့အတွက်ကြောင့်မလို့စင်းကုန်စင်းပေးရမယ်ပေါ့နော်ဒါကြောင့်မလို့ဒီ145ဆိုတော့ပတ်လက်ကြီးပေးတော့ပါတယ်145ကျွန်တော်ဆက်သွားမယ်ပေါ့နော်ဒီနေ့နဲ့9နဲ့ပေါင်းလိုက်ရင်တော့ခွန်ပေါ့နော်ခွန်ကိုတကွင်း3 8ခွန်ကိုတကွင်း6ပေါ့နော်ခွန်8နဲ့ခွန်6တွဲရထားတယ်ပြီးတော့ဒီ3လုံးလေးဆက်ပေါင်းလိုက်မယ်ပေါ့နော်ဒီ1နဲ့9နဲ့ပေါင်းလိုက်ရင်တော့တုံညပေါ့နော်တုံညကို6နဲ့ထပ်ပေါင်းဒီမှာကွဲကြော်ပြီးတော့ဒီ6နဲ့ထပ်ပေါင်းပေးလိုက်ပေါ့နော်ကွဲကြော်ပြီးပေါင်းပြလိုက်ရင်ဒါ9ရတယ်9ရဲ့နှစ်ခတ်ပြီး6ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ကျွန်တော်တို့ဆက်ပေါင်းမယ်ပေါ့နော်နည်းနည်းတော့ရှောက်သွားလိမ့်မယ်နေ့နဲ့9နဲ့ပေါင်းတော့ခွန်ပေါ့နော်ခွန်ရဲ့နှစ်ခတ်ပြီး3ညပေါ့ခွန်3ညဒီမှာခွန်ကြီးလည်းထိသွားတယ်6ကြီးလည်းထိသွားတယ်မဟုတ်ခွန်6ပေါ့နော်ဟုတ်လားကြီးထိသွားပြီခွန်ကြီးနဲ့6ကြီးထိသွားပြီပေါ့နော်ဒီမှာခွန်6ဆိုပြီးတော့ဒီမှာခွန်3ည6ဆိုပြီးတော့ပတ်လေပန်ပြေးသွားပဲသူကပတ်လေပေးရများတယ်ပေါ့နော်ဒါထိုးတက်တဲ့လူတွေကတော့ကောင်းမှာပေါ့ဒါလည်း3ညလည်းပါတယ်နော်ဒါ3ညခွန်3ည6โอเคကျွန်တော်ဆက်သွားပြီဒီ9နဲ့ခွန်နဲ့ပေါင်းလိုက်ပေါ့နော်ဒါ6ကိုကွင်း3 5ပေါ့နော်6ကိုကွင်း shot 6ကိုကွင်း3ခွန်6ခွန်6ကိုကွင်း shot 5 6ခွန်နဲ့6 5တွဲရထားတယ်ကျွန်တော်တို့ဒီ3လုံးကိုဆက်ပေါင်းမယ်ပေါ့နော်ခွန်3 6 3ကိုတကွက်ကြော်ပြီးတော့ဒီနစ်နဲ့ထပ်ပေါင်းလိုက်မယ်3 5ပေါ့နော်9ရဲ့နှစ်ခတ်ပြီး3ပြီးတော့ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ဆက်ပေါင်းမယ်9နဲ့6နဲ့ပေါင်း9နဲ့6နဲ့ပေါင်း9ရဲ့နှစ်ခတ်3တူပဲနော်9 3ဒီမှာ9ကြီးထိသွားပြီနော်သူစင်းကိုစင်းပေးရမယ်ပေါ့နော်6 5ဆိုပြီးတော့စင်းကိုစင်းပေးမယ်ဒါကြောင့်မလို့ဒီမှာ9 6 3ဆိုတော့ပဲပေးသွားတယ်နော်သူကစင်းကိုစင်းရမယ်69ရက်ခိုင်နှုန်းစင်းပေးရမယ်ပေါ့နော်ဒီကွက်ကတော့တော်ရင်းလာတယ်နောက်ပတ် site online ခဲ့တဲ့ site လေးပေါ့နော်โอเคကျွန်တော်တို့ဆက်သွားမယ်ဒီ8နဲ့6နဲ့ပေါင်း8နဲ့6ပေါင်း8နဲ့6နဲ့ပေါင်း4ကိုတကွင်း3 5 4ကိုတကွင်း shot ပေါ့နော်3ပေါ့နော်4 3နဲ့4 5တွဲရထားတယ်ဒီ3လုံးကိုဆက်ပေါင်းမယ်6နဲ့3နဲ့ပေါင်း9 5 4ကိုဒါနဲ့ထပ်ပေါင်း4ပဲပေါ့နော်သူများနဲ့ထပ်ပေါင်း4ရဲ့နဲ့ခတ်တီးနဲ့ဒီမှာ4ကြီးထိတော့ပြီနော်သူစင်းကိုစင်းပေးရမယ်ပေါ့နော်4ကြီးထိတော့ပြီပြီးတော့ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ဆက်ပေါင်းမယ်3နဲ့8နဲ့ပေါင်း1ပေါ့နော်1ရဲ့နဲ့ခတ်တီး1ရဲ့နဲ့ခတ်8ဟုတ်တယ်1ရဲ့နဲ့ခတ်တီး8ဖြစ်တယ်ပေါ့နော်ဒီမှာ4ကြီးထိတော့ပြီဒါလည်း4ကြီးထိတော့ဖြစ်တယ်လုံးပါတယ်ပေါ့နော်ဆက်ထားတယ်ပြီးတော့ဒါပေမဲ့ तू က9လေးပဲပေးသွားတယ်ပေါ့နော်4 5 4ဆိုတော့ပတ်လက်ပေးသွားတယ်ဒီကွက်လက်ဆက်အောင်တယ်ပေါ့နော်ဆက်သွားမယ်6နဲ့1နဲ့ပေါင်းတော့ခွန်ကိုတကွင်း3 8ခွန်ကိုတကွင်း6ပေါ့နော်ခွန်8နဲ့ခွန်6ဒီ3လုံးလက်ဆက်ပေါင်းလိုက်3ညဒါနဲ့ပေါင်းခွန်ရတဲ့ခတ်တီ3ညဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ဆက်ပေါင်းမယ်6နဲ့4နဲ့ပေါင်းတော့3ညပေါင်းတော့ခွန်ပေါ့နော်ခွန်ရ3ညလက်ခတ်ခွန်ဒီမှာခွန်ကြီးထပ်ထိသွားတယ်ဒါပေမဲ့ဒီတစ်ပတ်ကျတော့ तू ကခွန်8ပေးသွားတယ်ပေါ့ဒီတစ်လုံးကြီးပေးသွားတယ် तू ကလာပေါ်လာရမယ်ပေါ့နော်ဒီမှာ3 8ခွန်ဆိုတော့ပတ်လက်ကြီးထပ်ပေးသွားတယ်ဒါနဲ့စင်းတယ်ဆက်သွားမယ်9နဲ့ပေါင်းတော့4ကိုတကွင်း3 5 4ကိုတကွင်း shot 3ပေါ့နော်4 5နဲ့4 3ဒီ3လုံးနဲ့ဆက်ပေါင်းမယ်3 8ခွန်ဆိုပြီးတော့8ရတယ်3 8ခွန်ပေါင်းတော့8ရတယ်8ကိုဒီတကွက်ကြော်ပြီးတော့8နဲ့ထပ်ပေါင်းလိုက်မယ်6ပေါ့နော်6ရဲ့နှစ်ခတ်ဒီ6ရဲ့နှစ်ခတ်9ပေါ့နော်โอเคဒီနောက်ပိတ်ဒီထိတ်နဲ့ဒီနောက်ပိတ်နဲ့ဆက်ပေါင်းမယ်ပေါ့နော်9နဲ့ပေါင်းတော့9နဲ့ပေါင်းတော့4ရဲ့နှစ်ခတ်ဒီနှစ်ဟုတ်တယ်4နဲ့ခတ်နှစ်ဒီမှာ4ကြီးထပ်ထိတော့တယ်သူစင်းကိုစင်းပေးရမယ်ပေါ့နော်4 5နဲ့4 3အတွက်ဒါပေမဲ့သူက4 5ပေးတော့ပါတယ်4 5ပေးသွားတယ်4 5 4 9 5ဆိုတော့စင်းသွားတယ်ပေါ့နော်ဒီမှာ
โอเคဒီတစ်ပတ်ဒီတစ်ချိန်အတွက်ဒီတစ်ချိန်အတွက်လာပြီပေါ့နော်ဒီမှာနဲ့နဲ့တက်နဲ့ပေါင်းတော့3ပေါ့နော်3ကိုတကွင်း3ကိုတကွင်း3 4 3ကိုတကွင်း short နဲ့3နဲ့3 4ပေါ့နော်ဒီ3လုံးနဲ့ဆက်ပေါင်းမယ်4 9 5 4 9 5ဆိုတော့8ပေါ့နော်4 9 5 8ရနဲ့ခတ်တီတက်8နဲ့ခတ်တက်ပေါ့နော်ဒီမှာဒီထိတ်နဲ့ဒီနောက်ကိန်းနဲ့ဆက်ပေါင်းမယ်ပေါ့နော်နှစ်နဲ့9နဲ့ပေါင်းတော့ခွန်ရနဲ့ခတ်တီ3ညနေမနေ့နဲ့ဟုတ်ပြီပါဓမ္မတော့ခဏမပေါင်းရအောင်ဒီလေးဒီခုမှာပါတယ်ပေါ့နော်ဒီ3လုံးနဲ့ဆက်ပေါင်းဒီ3လုံးပြပေါင်းမယ်နော်4 9 5 4 9 5တော့8ကိုဒါနဲ့ထပ်ပေါင်းပေါ့နော်8ကိုဒါနဲ့ထပ်ပေါင်းတော့ခွန်ဆိုတော့ဒီ3လုံးပေါင်းတော့8နဲ့ခုနဲ့ပေါင်း7နဲ့ခုနဲ့ပေါင်း9ပေါ့နော်9ရနဲ့ခတ်တီ9ရနဲ့ခတ်3ပေါ့နော်ဒီမှာ9ရနဲ့ခတ်3တူပဲနော်ဒီမှာ9နဲ့ခတ်3ဒါ3ကီထိတော့ပြီပေါ့နော်3ကီဒါ3လေးနဲ့3လေးအတွဲနဲ့3နဲ့အတွဲရသွားတယ်ဒီတစ်လုံးဒီတစ်ပတ်ကဘယ်လိုထိုးရမလဲဆိုတော့3လေး3ညပေါ့နော်3လေးခွန်3နှစ်3ခွန်ပေါ့နော်ဒါမှ4လုံးရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာဒီတစ်ပတ်လုံးက4မလာနိုင်ဘူးတော့ကျွန်တော်ထင်နေပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာ4လာရတာကဒီမှာတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်4ကြိမ်စက်တိုက်လာပြီပေါ့နော်5ကြိမ်လာဖို့ကအားနေတယ်ဒါကြောင့်မလို့4ကျွန်တော်လုံးမကြိုက်ဘူးပေါ့နော်ဒီမှာဒီနှလုံးရပြီနော်ဒီနှလုံးပဲထိုးရမယ်ဒါပေမဲ့ကျွန်တော်ကbreak နဲ့ပြန်ပြီးတော့တွဲပြမယ်ပေါ့နော်ဒီ4နဲ့9နဲ့ပေါင်းလိုက်4နဲ့9နဲ့ပေါင်းတော့တစ်ပေါ့နော်တစ်ကိုတကွင်း short 3ညရဲ့ပေါ့ပါ9ပေါ့နော်ဒီမှာတစ်3ည9ဆိုတော့လာကိုလာရမယ်ပေါ့နော်ဒီ break ဒါ break နော်တစ်3ည9က break ကပါလဲဆိုတော့ဒီ3လုံးပေါင်းပြီးတော့ရလာရတဲ့ကဏ္ဍကိုဒါ break လို့ခေါ်တယ်ပေါ့နော်ဒီတစ်3ည9ဆိုတော့ဒီ3နဲ့3ညက9 break ဖြစ်တယ်ပေါ့နော်9ဒီမှာ9ပါတယ်ဒီလုံးကြိုက်တယ်ပေါ့နော်3နဲ့ခွန်ကျတော့နှစ်မပါဘူးပေါ့နော် break နဲ့ရတယ်ဒါပေမဲ့နှစ်မပါတာဖြစ်တဲ့အတွက်တော့တိတ်မကြိုက်ဘူးပေါ့နော်3နဲ့ခွန်ကမကြိုက်ဘူးဒါပေမဲ့3နဲ့3ညကျတော့3နဲ့3ညကျတော့9 break ထိသွားတယ်ဒါပေမဲ့ဒီတလုံးမဲထိုးရှင်တယ်ဆိုရင်ဒီ3နဲ့3ညကိုအားပလိုက်ပေါ့နော်3နဲ့3ညလည်းအားလိုက်3နဲ့3ညနှစ်ကပို့ပြီးတော့တေချရတယ်ပေါ့4ကမတေချဘူးနှစ်ကပို့တေချတယ်ဘာလို့လဲဆိုတော့4ကလာတာများတော့ပြီးတော့ဒီတစ်နှစ်ကထိုင်းပြည်မှာလေးဗာလေကလေးကိုအမှပို့ပေါ့နော်နှစ်ဆိုတော့ကျွန်တော်နှစ်ဖမ်းလိုက်တယ်နှစ်ကပို့တေချတော့ပြီပေါ့နော်နှစ်3နဲ့ဒီ3နဲ့3ညပဲထိုးလိုက်ပေါ့နော်ဘရိတ်လည်းထိတယ်တိုက်ဆိုင်မှုတွေလည်းရှိတယ်ဆိုတော့ဒီ3နဲ့ပဲထိုးလိုက်ပါ